သူကနှလုံးဟွာပေါ့နော်အပေါက်နည်းနည်းကျယ်တယ်လို့ပြောတယ်အခုအင်္ဂါနေ့ရချင်းကိုကြတော့လိုအပ်တာတွေလုပ်ပြီးခွဲတယ်မခွဲတယ်ကြည့်ရမယ်လို့ပြောတယ် ဟုတ်လားဘယ်လိုလဲဖြစ်တာ ဒီကလေးမလေးလေး ဟုတ်လားသမီးလေးပါနှလုံးလားဟောလက်ကရောပဲဖြစ်တာ လက်ကလည်းမီးလောင်ထားတာလေအနေပရမလာတော့အနေဒီနေရာမှာပဲသိန်းလူဘူးတယ်လေသမီးကို ဟုတ်ကဲ့ အနေဒီနေ့လို့လူတယ်နောက်နေ့လို့သမီးဆေးယူသွားတယ်တစ်ချက်တောင်မပိုးခဲ့ဘူး အကုန်ကောင် ပြန်ငင်းတော့ ဟုတ် အခုဒီမှာစာအုပ်ပေးလိုက်ရက်ချင်းရမနေ့အင်္ဂါနေ့သွားမယ်မနေ့ပြန်ကျောင်းလဲတက်ရမယ် อ๋อ ကျောင်းသားအိမ်မှာ3ယောက်သူ့အကူရောသူရော အလုပ်ပါလုပ်တယ် အလုတ်ကသမီးတို့ကပလုံကောက်တယ်ပတ်သက်တောင်းတယ်အလုတ်လောက်စားတယ် နော်အနေရောပါလုပ်တယ် အနေကပလုံကောက်စားတယ်တိတ်လုံးလုံးမြောက်စကားလည်းမပြီး ဘလုံးကောက်တာတရက်ဘယ်လောက်ရလဲ တရက်ကိုအနေပုံမှန်မကြည့်တခါမိုးရတဲ့နေ့ဆိုတော့5,000ပဲရတယ် ကိုးစားတာတရက်ကို6000 9000ကုန်ပါ မကုန်းနဲ့ရာစားတာအိမ်မှာရာကိုစားတာ ဦးနေမအတခုံစားတာတွားရမဲတယ်အကင်စာဖြစ်မယ်နော် ဟုတ်ကဲ့အနေ ကိုးစားရရှော့အနေလည်းရှော့နော်ကိုးစားရကင်စာဖြစ်နိုင်တယ်လား ဟုတ် နော်အခုကျွန်တော်အလူငွေလေးလူပေးလိုက်မယ်နော်ခဲလို့နှလုံးရောဂါအတွက်ပြပေးနော် ဟုတ်ကဲ့မနေ့ပြန်အင်္ဂါနေ့စင်းကိုသွားမှာနဲ့ โอเคမောင်နှစ်ဖက် အနေဒီမှာစား ဟုတ်ပြီကရတယ်အလူငွေလေး2သိန်းပါနော်အလူစင်းလေးစုံပြီးပါဦး အနေလေဒီတက်မကဘူးသူနိုင်ပါစေကျမ်းမကြီးလည်းကောင်းပါစေအလူစင်းလေးလည်းဒီတက်မကဘူးသူနိုင်ကြပါစေ ဒီလိုဆွဲပါနော်โอเคဒါလေးကအကဂိုးပလီကပ်ထုတ်တဲ့ပယုတ်စီလေးနော် စားလိုက်ဟုတ် ပ ကဲ့ ယုတ်စီလေးနော်ဂိုးလီကတော့ပယုတ်စီလေးဒါတော်တော်ကောင်းပါတယ်ဗျာ ဟုတ်ကဲ့ ဒါလေးကတော့ကျွန်တော် EMI ကထုတ်တဲ့ပန်းမုံးစုံအမွေးတိုင်းနော်โอเคဒါတော့ရောသမီးတို့ခေါက်ဆက်ဟိုဝစ်ဆက်တွေဒါဝစ်ဆက်စစ်သားလုံးပါဝစ်ဆက်တွက်လိုက်လိုက်တာဒါတော့ခေါက်ဆက်ထုတ်လीနော် ဟုတ် ရောဒါတော့စံလေးပါမှာခေါက်ဆက်လာအောင်မယ်နော် ဟုတ်ကဲ့ကျေးဇူးပါပဲ ဒီပါနော်โอเคမနေ့ကဆိုမိုးချုံမှထမျိုးတည်းနေချင်းမနေ့တည်းထမင်းမစား ဟော ဘာဖြစ်လို့ဆိုတော့ပလုံကောက်တာမိုးတွေကတော်တော်ကောင်းတာဆိုအဆင်မပြေဘူး ဟုတ်ကဲ့ပါ မနေ့ကဆိုစားအောင်မှအနိုင်နိုင်ပါအနေရဲ့ကျေးဇူးတင်ပါတယ်ဒီတက်မကဘူး